အားလုံးပဲမင်္ဂလာပါမွန်လိုက် channel ကကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့တခိုး3ယောက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ရွာတရွာမှာအထည်သည်10ယောက်ရှိတယ်သူတို့ကမကြာခဏရွာကနေထွက်ပြီးတော့အတူတကောလှည့်လည်ပြီးတော့အထည်ရောင်းတတ်တယ်တနေ့မှာသူတို့ကရက်ဝေးမှာအထည်ရောင်းပြီးတော့ငွေအိတ်တွေထမ်းပြီးပြန်လာတယ်အဲ့တော့သူတို့ရွာအနီးမှာတောအုပ်ကိုရောက်လာအဲ့တောအုပ်ထဲမှာတခိုး3ယောက်ကပုံးခုပြီးတော့ခီးသွားတွေထမ်းနေပြီးတော့ရွှေငွေတွေကိုဓမြတိုက်လူယူတာကိုသူတို့ကမသိဘူးအဲ့တော့သူတို့ကတောအုပ်အလယ်ရောက်တဲ့အချိန်မှာတခိုး3ယောက်ကပုံးနေရာကနေထွက်လာပြီးတော့ဓမြတိုက်ပြီးချင်းချောက်တယ်ရွှေငွေပစ္စည်းတွေထုတ်ပေးရန်တောင်းဆိုတယ်အထည်သည်တွေကလက်နက်တစုံတရာမပါဘူးအဲ့တော့သူတို့ကလူအများစုဖြစ်တော်လဲအရှုံးပေးရကပါသမျှငွေအိတ်တွေကိုတခိုးတွေပေးလိုက်ရတယ်တခိုးတွေကငွေအိတ်တွေရအောင်လည်းမကျေနပ်ဘူးအင်ကြီးဝတ်စားတွေကိုပါချွတ်ယူပြီးတော့ပြက်တထွာအနံတထောင်လောက်ပဲရှိတဲ့နံငယ်ပိုင်းတွေကိုတယောက်တစ်ထည်အဆက်လုံုံပဲဝုတ်ပုတ်ပေးထားလိုက်တယ်လက်နက်တစုံတရာမပါတဲ့အထည်တွေကိုချင်းချောက်ပြီးတော့လူယူနိုင်တဲ့အတွက်တခိုးတွေကသွေးကြီးမွေးကြီးဖြစ်လာတယ်သူတို့ကဓာတ်လက်နက်တွေကိုကြောက်ခိုက်တုံနေတဲ့အထည်တွေရှိမှရှင်ဘီရင်တွေပမာထိုင်ပြီးတော့အထည်တွေကိုတချင်းဆူပြီးကပြရမယ်ဆိုပြီးခိုင်းပြန်အထည်တွေကလည်းကန်ဆိုးလိုက်တာညင်းညူပါတဲ့ပစ္စည်းတွေကပေးလိုက်ရပြီအခုလည်းနံငယ်ပိုင်းလေးတွေပတ်ပြီးတော့ပဲညီနေရတယ်ပူဆိုးတာအခုတစ်ခါမှအဆူအကလောက်ခိုင်းတယ်အဲ့ဒီအထည်တွေ10ယောက်မှာခေါင်းဆောင်ဖြစ်တဲ့လူကပညာရှိတယ်သူကကြောက်ရွံ့မနေဘူးမမေ့ရောမနေဘူးသူကအဖြစ်ပြက်ကိုပြန်စဉ်းစားလိုက်တယ်သူတို့ကပစ္စည်းတွေလည်းပေးလိုက်ရပြီအခုဆိုရင်ဆိုပြီးကပြီးတခိုးတွေတင်ဆက်အောင်တခိုးတွေကတော့ရှင်ဘီရင်တွေပမာထိုင်နေတယ်ဒီချက်တွေစဉ်းစားပြီးတော့သူကြည့်လိုက်တော့တခိုး